ဒီပုံမှန်ရုပ်ရည်ရှိတဲ့မိန်းကလေးဟာကျောင်းမှာအချောဆုံးကောင်လေးကိုသဘောကျမိသွားပါတယ်။သူမရဲ့အချစ်ဆုံးတငယ်ချင်းတွေကဘာဖြစ်နေလဲဆိုတာကိုချက်ချင်းပဲရိပ်မိသွားကြတာပါ။ဒါကြောင့်တငယ်ချင်းတွေကဂျင်းနီတယောက်ချက်ကိုအရယူနိုင်ဖို့ကူညီပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကဂျင်းနီကိုလက်ဆောင်တွေပေးဖို့တိုက်တွန်းပြီးဂျက်နဲ့နီးစပ်သွားအောင်အစီအစဉ်တွေဆွဲပေးကြတာပါ။ဒါပေမဲ့အရာရာတိုင်းကလွဲချော်နေခဲ့ပါတယ်။ပူပြင်းတဲ့ရာသီဥတုကြောင့်ဂျင်းနီရဲ့လက်ဆောင်ကအရေးပြောသွားခဲ့တယ်လို့သူမရဲ့ပြိုင်ဘက်မိန်းကလေးကလည်းဂျင်းနီရဲ့ရှေ့တင်မာတင်ချက်ကိုကိုယ်တိုင်လက်ဆောင်ပေးသွားခဲ့ပါတယ်။တငယ်ချင်းတွေဆွဲပေးသမျှအစီအစဉ်တိုင်းဟာလည်းအမြဲတမ်းပဲအဲ့ဒီပြိုင်ဘက်ရဲ့လက်ဦးမှုရယူခြင်းကိုခံခဲ့ရတာပါ။အိမ်ပြန်ရောက်တဲ့အခါဂျင်းနီကမှန်ထဲမှာသူမကိုသူမပြန်ကြည့်ပြီးအကြီးကျယ်စိတ်ပြတ်အားငယ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အမေကပဲငါးပြီးသွားဝယ်ဖို့လွှတ်လိုက်တာပါ။ရုတ်တရက်အပေါ်ကနေလူတစ်ယောက်ခုန်ဆင်းလာပြီးနောက်တာရတဲ့အတန်လေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။နောက်တစ်လုံးလောက်ပေးပါလို့ပြောရင်းဂျက်ကသူမရဲ့ရှေ့မှာဒါတင်ဘဲကနေဘလို့ရောက်လာမှန်းမသိပေါ်လာခဲ့တာပါ။ဂျင်းနီတယောက်လုံးဝကြောက်ရွံ့လို့ငြိမ်သက်သွားခဲ့ပြီးလက်ထဲကရေထဲမုံကိုတောင်မေ့သွားခဲ့ပါတယ်။ဂျက်ကသူမကိုတရက်တီးလာပေးတာလို့ဂျင်းနီကထင်နေခဲ့ပေမဲ့တကယ်အမှန်တရားကိုတော့သူမချက်ချင်းပဲသဘောပေါက်သွားခဲ့ပါတယ်။ဂျက်ကတစ်ပင်တက်နေခဲ့တာပဲဖြစ်ပါတယ်။ကျောင်းပေါက်လေးတစ်ကောင်ကိုကယ်ဖို့အတွက်တစ်ပင်ပေါ်တက်ခဲ့ပြီးမကြခင်မှာပဲသူမရဲ့ဦးလေးကအမေရိကန်ပြည်ထောင်စုကနေပြန်ရောက်လာပြီးသူမတို့အဖေစီကသတင်းစကားတစ်ခုတည်လာခဲ့ပါတယ်။အဲ့ဒါကတော့ညီမနှစ်ယောက်ထဲကဘသူမဆိုကျောင်းတစ်ကျောင်းလုံးမှာအဆင့်တရရင်သူတို့အဖေကအမေရိကကိုခေါ်ပြီးပြန်လဲဆုံစည်းဖို့လေရင်လက်မှတ်တစ်စောင်ပို့ပေးမယ်ဆိုတာပါပဲ။အမေကတော့ဘေးနားမှာရရင်ခေါင်းခါရမ်းနေခဲ့ပါတယ်။ဂျန်နီရဲ့အဆင့်တွေကအဲ့ဒီလိုဖြစ်လာဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတာကိုအမေကသိနေလို့ပါ။ဒါပေမဲ့ဂျန်နီကတော့သူမအဖေရဲ့တပ်ပုံကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားပြီးပို့ပြီးစူးစမ်းဖို့တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူမကိုသူမပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာအောင်လုပ်ရင်ဂျန်နဲ့လည်းပို့ပြီးနီးစပ်သွားနိုင်လိမ့်မယ်လို့သူမကတွေးနေခဲ့ပါတယ်။မကြခင်မှာပဲဂျန်နီကဂျက်စီရေးထားတဲ့ရည်စားစာကိုသူမရဲ့ညီမလေးကရှာတွေ့သွားပါတယ်။သူမရဲ့ညီမကအဲ့ဒီစာကိုသူတို့အမေစီပေးလိုက်ပါတယ်။အမေကဂျန်နီကိုပြင်းပြင်းထန်ထန်စူပူချင်းမောင်းပါတော့တဲ့တစ်ခုပြီးတစ်ခုစိတ်ပြက်စရာတွေကြုံလာရတာကြောင့်ဂျန်နီတယောက်ရက်အတော်ကြာစိတ်တက်ကြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့အကောင်းဆုံးတငယ်ချင်းတွေကကူညီဖို့အတွက်သူမရဲ့အိမ်တကားဝကိုရောက်လာခဲ့ကြပါတယ်။သူတို့ကဂျန်နီရဲ့အသားရည်ဖြူဝင်းလာဖို့နဲ့စပင်ရောင်ပြောင်းဖို့နီလန်းပေါင်းစုံကိုစူးစမ်းပေးကြပါတယ်။အချိန်တော်တော်ကြာအောင်လှုပ်ဆောင်ခဲ့ရပြီးဂျန်နီတယောက်ခြေဆုံးကောင်းဆုံးပြောင်းလဲသွားတဲ့အချိန်မှာတော့ပြင်ဆင်မှုတွေအားလုံးနောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပါပြီ။အဲ့ဒီနောက်ကောင်မလေးတွေကအသစ်ပြင်ဆင်ထားတဲ့ဂျန်နီကိုဂျက်တို့မိသားစုဖွင့်ထားတဲ့ဆိုင်စီခေါ်သွားခဲ့ကြပါတယ်။ဒါပေမဲ့ဆိုင်မှာဂျက်ရဲ့အဖေတယောက်ပဲရှိနေခဲ့တာပါ။ဂျန်နီကပင်ပေါင်ဘောလုံးတစ်လုံးကိုကောက်ယူပြီးပြန်ဖို့ပြင်ဆင်လိုက်ပါတယ်။သူမလှည့်ထွက်မှာပဲအခုလေးတင်ပြန်ရောက်လာတဲ့ဂျက်နဲ့တိုက်မိမလို့ဖြစ်သွားခဲ့ပါတယ်။ဂျန်နီကတော့အရန်ရင်ခုန်လုံးလို့စကားတစ်လုံးမှတော့မပြောနိုင်ဖြစ်နေခဲ့တာပါ။ဂျက်ကဂျန်နီရဲ့ဝါချင်းချင်းဖြစ်နေတဲ့အသားရည်ကိုကြည့်ပြီးသူမမှာအသားဝါယောဂဖြစ်နေတာလားလို့တော့မေးခဲ့ပါတယ်။ဂျန်နီကတော့အရန်ကိုအရှက်ရသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ပြိုင်ဘက်ကစင်ကြီးတစ်ခုပေးပြီးဂျက်ကိုဆွဲခေါ်သွားခဲ့ပါတယ်။ဂျန်နီကတမင်တကာပဲသူမရဲ့ပြိုင်ဘက်စီကိုပင်ပေါင်ဘောလုံးနဲ့ပစ်ပေါက်လိုက်ပါတယ်။အဲ့ဒီနောက်ကောင်မလေးတွေအားလုံးဟာဂျက်နဲ့အတူအချိန်ပိုရအောင်ဖန်တီးဖို့အတွက်အမြန်ပဲထွက်ပြေးခဲ့ကြပါတယ်။ဂျန်နီကကျောင်းရဲ့ကကွက်ကလပ်ကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့တငယ်ချင်းကောင်းတွေကလည်းဘေးကနေအားပေးခဲ့ကြပါတယ်။အဲ့ဒီနောက်ဂျက်ကသူတို့ရက်နေတဲ့နေရာစီကိုမထင်မှတ်ပဲရှောက်လာခဲ့ပါတယ်။ဂျက်ကဓာတ်ပုံကလပ်ကိုဝင်ချင်မှန်းတီးလိုက်ရတဲ့အချိန်မှာပဲသူ့ရဲ့ပြိုင်ဘက်အလီကသူ့အတွက်မော်ဒယ်လုပ်ပေးဖို့ချက်ချင်းပဲအတိပေးခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကတော့သူ့သဘောမကျဘူးလို့ပြောခဲ့ပါတယ်။လူတွေကိုဓာတ်ပုံရိုက်ပေးနေတဲ့အချိန်မှာပေါ့အလီတယောက်ပြစ်ပယ်ခံလိုက်ရတာကိုကြည့်ပြီးဂျင်းနီရဲ့တငယ်ချင်းတွေကရဲတန်းကိုမထိန်နိုင်ကြတော့ပါဘူး။အဲ့ဒီနောက်ဂျက်ကဂျင်းနီကိုတတိထားမိသွားပြီးမကြသေးခင်ကမှသူမရဲ့အသားရည်ကပို့ပြီးတော့တောက်ပလာတဲ့အကြောင်းပေါ့ပေါ့ပပလေးပဲချီးမွမ်းလိုက်ပါတယ်။အဲ့ဒီလိုမျိုးပေါ့ပေါ့ပပချီးမွမ်းစကားတခွန်းကပဲဂျင်းနီရဲ့စိတ်အခြေအနေတစ်ခုလုံးကိုချက်ချင်းပြောင်းလဲသွားစေခဲ့တာပါ။ဒါကိုအလီကမြင်သွားပြီးဂျင်းနီဟာအယုတ်ဆိုးပါတယ်ဆိုပြီးလှောင်ပြောင်တရောပါတော့သူမတို့ရဲ့တငယ်ချင်းအစော်ကားခံရတာကိုကြားလိုက်ရတဲ့အခါဂျင်းနီရဲ့တငယ်ချင်းတွေကအယမ်းကိုဒေါသထွက်သွားကြပါတယ်ပြီးတော့အဲ့ဒီနေရာမှာတင်နှစ်ဖက်စလုံးကထိတ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကကွင်းဆရာကရုံရင်ဆန်ခတ်ဖြစ်နေတာကိုသတိထားမိသွားပြီးရှောက်လာခဲ့ပါတယ်။အဲ့ဒီဆရာကပြဿနာရှာတဲ့သူတွေကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အလီကိုတော့ကြံခဲ့ခွင့်ပေးလိုက်ပါတယ်။အဲ့ဒါကြောင့်အလီကပို့ပြီးတော့တောင်ဘဝင်မြင့်သွားခဲ့ပါတယ်။ဂျင်းနီကိုကလဲစားချဖို့အတွက်အလီကဖြော်ရည်ခဲကိုတစ်ခုခုထည့်ပြီးပြုပြင်ဖန်တီးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟန်ဆောင်ပန်ဆောင်တောင်းပန်ပြီးဂျင်းနီကိုအဲ့ဒီဖြော်ရည်တောက်လာအောင်လှည့်စားဖို့ကြိုးစားခဲ့ပါတယ်။ကံကောင်းကျင်တော့စီနီယာကျောင်းသူတစ်ယောက်ကဖျက်လျှောက်သွားရင်းနဲ့ဘာတွေဖြစ်နေလဲဆိုတာကိုမြင်သွားခဲ့ပါတယ်။သူမကအလီရဲ့လက်ကွက်ကိုအဲ့ဒီနေရာမှာတင်ဖော်ထုတ်လိုက်ပါတော့တယ်ပြီးတော့ဂျက်ကိုလည်းအလီဟာတကယ်တော့ဘယ်လိုလူစားမျိုးလဲဆိုတာကိုအမှန်တိုင်းသိမြင်သွားစေခဲ့ပါတယ်